ဒရိုင်ဘာဟာအဝေးပြေးလမ်းပေါ်မှာလူဝင်ကြီးကိုလှောင်အိမ်ထဲကနေထုတ်လိုက်ပြီးကားတွန်းခိုင်းဖို့ကြံရွယ်ခဲ့ပါတယ်။ဒါပေမဲ့လူဝင်ကြီးကအားကုန်သုံးပြီးတွန်းပေမဲ့ကားကတလက်မတောင်မရွေ့ခဲ့ပါဘူး။ဒါကိုဒရိုင်ဘာကမြင်တော့လူဝင်ကြီးရဲ့ခန္ဓာကိုယ်ကအားမရှိဘူးလို့လှောင်ပြောင်ခဲ့ပါတယ်။လူဝင်ကြီးဟာဒီစကားကိုကြားတော့ဒေါသထွက်ပြီးကားကောင်းခန်းထဲကိုလာကြည့်တဲ့အခါမှာတော့ဒရိုင်ဘာကလက်ပရိတ်မချရသေးတာကိုတွေ့သွားပါတယ်။ဒီအခြေအနေကိုမြင်ပြီးအရှက်ရသွားတဲ့ဒရိုင်ဘာဟာရင်ကျေးပြူငါတဲ့အပြုံးလေးနဲ့ပဲတုတ်ပြန်နိုင်မှာတော့တယ်။ဒရိုင်ဘာလက်ပရိတ်ချလိုက်တာကိုစောင့်ကြည့်ပြီးတာနဲ့လူဝင်ကြီးဟာသူ့ရဲ့အလုပ်နေရာကိုချက်ချင်းပြန်သွားပါတယ်။ဒီတစ်ခါမှာတော့သူဟာကားကြီးကိုအသာလေးတွန်းလိုက်ရုံနဲ့ကားကအရှိန်ဟုန်နဲ့ရှေ့ကိုပြေးထွက်သွားပါတော့တယ်။ဒါကိုမမိလိုက်တဲ့လူဝင်ကြီးဟာကားနောက်ကနေအတင်းပြေးလိုက်ရပါတယ်။ဒါပေမဲ့ဒရိုင်ဘာကတော့လူဝင်ကြီးရှိနေတာကိုတော့မေ့ပြီးမောင်းသွားပါပြီ။အဲ့ဒီအချိန်မှာလူဝင်ကြီးဟာသူ့ဘေးကနေဖြတ်မောင်းသွားတဲ့စပိန်တစ်စီးကိုတွေ့လိုက်ပါတယ်။ဒါနဲ့ပဲလူဝင်ကြီးဟာဘာမှမပြောဘဲစပိန်ကိုလူယူပြီးကားနောက်ကိုလိုက်ပါတော့တယ်။ဒီမြင်ကွင်းဟာလမ်းဘေးကကြည့်နေသူတွေကိုအံ့အားသင့်စေခဲ့ပါတယ်။မထင်မှတ်ပဲအရေးကြီးတဲ့အချိန်မှာစပိန်ဘရိတ်ကပေါက်သွားပြီးထိမရတော့တဲ့စပိန်ဟာလူဝင်ကြီးကိုကားနောက်ခံနဲ့ရောက်အောင်ပြန်ပစ်တင်ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။မကြခင်မှာပဲကားဘေးပေါက်သွားတာကြောင့်ကားကအရှိန်လျှော့ပြီးရက်လိုက်ရပါတယ်။ဒရိုင်ဘာဟာကားပြင်ဖို့ကိရိယာတွေထုတ်ပြီးတော်တော်ကြာအောင်စူးစမ်းပေမဲ့ဘော့စ်တူတစ်လုံးကိုတော့မဖြုတ်နိုင်ခဲ့ပါဘူး။ဒီမြင်ကွင်းကိုကြည့်နေတဲ့လူဝင်ကြီးဟာလှောင်အိမ်ထဲကနေအော်ဟစ်ပြီးသူ့ကိုအောက်ဆင်းခွင့်ပေးဖို့ဒရိုင်ဘာကိုအချက်ပြပါတယ်။ဒရိုင်ဘာကလည်းသူ့ကိုယုံကြည်ပြီးလှောင်အိမ်တကားကိုဖွင့်ပေးလိုက်ပါတယ်။ဒီလိုနဲ့လူဝင်ကြီးဟာကျွမ်းကျင်ပိုင်နိုင်စွာနဲ့အပိုပြီးကိုထုတ်ယူလိုက်ပါတယ်။လူဝင်ကြီးရဲ့ကျွမ်းကျင်တဲ့လှုပ်ဆောင်ချက်တွေကြောင့်ဒရိုင်ဘာတယောက်ကြောင်ကြည့်နေရပါတော့တယ်။ဘီးလဲတက်တဲ့လူဝင်ကြီးကိုမြင်ဘူးလားသူဟာဂျိုက်ကိုကျွမ်းကျင်တုံပြီးကားကိုမြှောက်လိုက်တယ်ပြီးတော့ပျက်စီးနေတဲ့ဘီးကိုဖြုတ်လိုက်တယ်နောက်ပြီးအပိုဘီးကိုမြန်ဆန်ပဲပြန်တက်လိုက်ပြီးနောက်ဆုံးမှာဝက်ဦးတွေကိုကြက်အောင်ကြက်ပြီးအလုတ်သိမ်းလိုက်တယ်သူ့ရဲ့လှုပ်ဆောင်ချက်တွေကတွက်လက်ချက်ချလွန်းလို့ကားဆရာတော်မနေနိုင်ပဲလက်ခုပ်တီးပေးမိတယ်ဘီးလဲပြီးတဲ့နောက်လူဝင်ကြီးဟာလှောင်အိမ်ထဲကိုလိမ္မာပါနှက်စွာပြန်ဝင်သွားတယ်ဒါပေမဲ့ကားမောင်းထွက်လာပြီးတိတ်မကြခင်မှာပဲစီကုံသွားပြန်တယ်တော်သေးတာကရှေ့နားမှာစီဆိုင်တစ်ဆိုင်ရှိနေလို့ကားဆရာကစီအပြည့်ဖြည့်ခိုင်းလိုက်တယ်ဒါပေမဲ့ပတ်စံရှင်းကနေမှပတ်စံမလောက်မှန်းသိလိုက်ရတယ်ဒါကိုလူဝင်ကြီးကဘေးကနေအရန်စိတ်တူနေတယ်ဆိုင်ရှင်ကရဲခေါ်ဖို့ဖုန်းဆက်တော့မဲ့အချိန်မှာကားဆရာကဘေးပတ်ဝန်းကျင်ကိုဝေးကြည့်လိုက်တော့အနီးနားမှာစက်ကပ်အဖွဲ့တစ်ခုရှိနေတာကိုတွေ့သွားတယ်ဒါနဲ့သူကလူဝင်ကြီးကိုခေါ်ပြီးဖျော်ဖြေပွဲမှာဝင်ကပြလိုက်တယ်လူနဲ့လူဝက်နှစ်ယောက်ပေါင်းပြီးရေစရာကောင်းအောင်ကပြလိုက်တာကြည့်ရှုသူတွေအများကြီးကိုဆွဲဆောင်နိုင်ခဲ့တယ်မကြခင်မှာပဲစီဖိုးအတွက်လုံလောက်တဲ့ပတ်စံကိုရရှိခဲ့တယ်ပတ်စံရှင်းပြီးတဲ့နောက်သူတို့ခီးဆက်ခဲ့ကြတယ်ဒါပေမဲ့ဒီလမ်းကတကယ်ကိုကြမ်းတမ်းလွန်းတယ်လမ်းဆိုးတာကြောင့်လူဝင်ကြီးဟာကားပေါ်မှာမူးလဲသွားခဲ့တယ်ကားဆရာကကားပေါ်ကဆင်းပြီးအမြန်သွားကြည့်တယ်ဒါကဖောက်တယ်ကအထားတဲ့တမိုးကြီးကုန်ပစ္စည်းလေးတကယ်လို့တစ်ခုခုဖြစ်သွားရင်သူ့ကိုယ်သူရောင်းရော်ရင်တော့မလောက်ဘူးလူဝင်ကြီးငြိမ်သက်နေတာကိုမြင်တော့ကားဆရာလည်းချွေးပြန်လာတယ်ဒါပေမဲ့ဒီလိုတော့ကန်တာရတဲ့မှာဘသူ့ကိုမှအကူအညီတောင်းလို့မရဘူးကားပေါ်ပါလာတဲ့မိန်းကလေးကအနီးအနားမှာတရိတ်ဆန်ရုံတစ်ခုရှိတာကိုတတိယသွားပြီးအဲ့ဒီကတရိတ်ဆန်ဆရာဝန်နဲ့ပြကြည့်ရင်ကောင်းမလားလို့အကြံပေးတယ်ကားဆရာကချက်ချင်းပဲကားမောင်းသွားခဲ့တယ်ဒါပေမဲ့အဲ့ရောက်တော့တရိတ်ဆန်ရုံကပိတ်ထားတာကြားပြီးဆိုတာသိလိုက်ရတယ်အဲ့ဒီကဆရာဝန်ကလည်းတရိတ်ဆန်တွေကိုတခါမှမကူတာပေးဘူးဒါပေမဲ့တခြားနည်းလမ်းမရှိတော့တာကြောင့်မြင်းတေကိုအရှင်လုပ်ပြီးကူတာခိုင်းလိုက်ရတယ်ဆရာဝန်ကဟမ်ဘာဘာနဲ့နှစ်ချက်ကိုကင်ပြီးစစ်ဆေးပေးတယ်ဒါပေမဲ့အချိန်တော်ကြာစစ်ဆေးပြီးတာတော့နှလုံးခုန်တမ်းမကြားရဘူးတကယ်တော့ဆရာဝန်ကနှစ်ချက်ကိုတေချာမတက်ထားမိလို့ပါကားဆရာရဲ့အကူအညီနဲ့နောက်ဆုံးမှာနှလုံးခုန်တမ်းကိုကြားလိုက်ရတယ်ဆရာဝန်ကလူဝင်ကြီးဟာကားမူလာဖြစ်နိုင်တယ်လို့ဆုံးဖြတ်လိုက်တယ်ပြီးတော့လျှက်စစ်နဲ့နှိုးတဲ့ဆက်ကိုတုံးပြီးလူဝင်ကြီးကိုနှိုးဖို့ကြိုးစားတယ်ဒါပေမဲ့လျှက်စစ်တအားကြောင့်လူဝင်ကြီးဟာအသက်ပြောက်လူနီးပါးဖြစ်သွားတယ်ဆရာဝန်ကအခြေအနေမဟန်မှန်းသိတော့သူ့ရဲ့နောက်ဆုံးလက်နက်ကိုထုတ်လိုက်တယ်ဆေးတလုံးထိုးလိုက်တဲ့အခါမှာတော့လူဝင်ကြီးဟာချက်ချင်းပဲနိုးလာခဲ့တယ်အခက်ခဲပေါင်းများစွာကိုကြော်ဖြတ်ပြီးတဲ့နောက်ကားဆရာဟာလူဝင်ကြီးကိုလိုရာခီးကိုပို့ဆောင်ပေးနိုင်ခဲ့တယ်ဒါပေမဲ့သူလုံးဝမထင်မှတ်ထားတဲ့အရာကတော့လူဝင်ကြီးကသူ့ရဲ့ခေါင်းစွပ်ကိုချွတ်လိုက်တာပါပဲတကယ်တော့ဒီကောင်ကလူဝင်မဟုတ်ပါဘူးကမ္ဘာတဝန်းမှာအလိုရှိနေတဲ့လူလိမ်တယောက်ပါလူဝင်လိုဟန်ဆောင်ထားတာကရဲတွေရဲ့ဖမ်းဆီးမှုကိုရှောင်တိန်ဖို့ပါပဲပြီးနောက်အဲ့ဒီလူလိမ်ကဆက်လေပေါ်တက်ပြီးထွက်ပြေးဖို့ကြိုးစားတယ်ကားဆရာကသူ့ရဲ့တဲယူခါကိုရဖို့အတွက်ဘာမှမစင်စားပဲနောက်ကနေလိုက်ဖမ်းပြီးကျိုးကိုဆွဲထားလိုက်တယ်ပြီးတော့ကျိုးကိုတိုင်မှာအသေးချီထားလိုက်တယ်မကြခင်မှာပဲအဲ့ဒီလူလိမ်ကိုဖမ်းမိသွားတယ်ကားဆရာကတော့ဝရမ်းပြေးကိုဖမ်းဆီးရမှာကူညီပေးခဲ့တာကြောင့်စုချင်းငွေတိမ်ပေါင်းများစွာကိုရရှိခဲ့တယ်အဲ့ဒီအချိန်ကစပြီးသူဟာဘဝတစ်ကိုစတင်နိုင်ခဲ့ပါတော့တယ်